ရှုံးလို့မတင်တာပါအတီးရှုံးတာโอเคစကလေးပြပြီးကျွန်တော်ကဆော်လိုက်ရအောင်ဒီကျွန်တော်စပယ်တွေပြမယ်ကျွန်တော်စပယ်ကတော့ဒါချင်းနေဘက်ကိုယူမယ်ဒါတော့ကျွန်တော်ဝက်ပြင်းပြတဲ့ emoji လေးပါတော့ဒီစပယ်ပေါ့နော်ဒါတော့ emoji ဝယ်ရမှာပြရတာကျွန်တော်တို့သွားဆော်လိုက်ရလို့ပွဲတိုင်းရှုံးတယ်ဒိုင်းမုံကိုသာရှုံးတယ်ကျွန်တော်ဒိုင်းမုံကိုရှုံးတယ်ကျွန်တော်ဘယ်လောက်ရှုံးလဲသိပါတယ်တတုံးမဲကြံပါတော့တယ်ခင်ဗျာတော့ဆော်လိုက်ရအောင်ဒီလာတော့ဒါစကွက်နဲ့ဆော်တာပေါ့နော်ကျွန်တော်တို့တယောက်လေးပွဲသည်ရပြီတော့ဒီနေ့မှာတော့ပွဲက3ပွဲ4ပွဲလောက်ပဲဖတ်ပြမှာပေါ့နော်အဲ့တော့ပွဲတိုင်းရှုံးရင်ဆဲခံရမှာဆိုလို့ပါဒီမရှုံးအောင်တော့ဒီတက်ခံပေါ့ငါပိုင်တွေ့လား CPMVC ကိုတင်းပါဒါကျွန်တော်နာမည်ပေါ့နော်နာမည်ကကျွန်တော်မပြောင်းပါဘူးပြီးတော့ပါကျွန်တော် friend လာအဲ့လိုရပါတယ်ခင်ဗျာကျွန်တော်နာမည်မပြောင်းပါဘူးနာမည်မပြောင်းထပ်ဆောင်မယ်let's go တော့ဒီရပါတယ်ဘောက်စီမှာတော့ဘာမှချင်းနေဖက်ရလို့ဒီအဲ့မဲ့ကျွန်တော်ဒီဘက်ကိုပြင်းလို့ဆိုတာပါကိုရခဏနေရပတ်ဆောင်မတော့ဆိုတာအမြင်ဆော့ပေးခြင်းစိတ်ကြီးနေတော့ဖရီးနေရညာလေအဲ့လိုပေါ့နော်what
တ်သူပြောပါလားလုံးဝစမပြီးပါဦးကွာအိုးပဲ event နေပေါ်လာပြီဆိုရင်လည်းပေါ်လာဘာဘိုးတွေတော့ကွာသိပြတယ်ဒီဘွဲကဆော့လို့ဆော့ကြမှာဒါပေမဲ့အဲ့လိုတခါတည်းပေါင်းနေပေးရမှာပွဲပြီးကနေမှပုံစံစိတ်ကလုံးလို့ဆော့တားလိုက်တော့ငါပဲဒီဘုံဘောဆော့လားခဏလေးဟိုလေးပဲတတိယကွာထားတော့လားဆော့ let's go ဟာမလို့ညီမလို့ရောဒီလူလေးပြောင်းလာကောင်းပြောင်းလိုက်တော့မယ်လက်ကျင်နေပါပြန်တော့ဆောင်းရင်းနဲ့တော့လည်းသူပေးတဲ့ဟာ free မဟုတ်ဘူးညာဘယ်လိုလဲအချိန်တက်တက်နဲ့လာတဲ့ဟာပေါ့နော်အဲ့လိုStammer come on dear okay nasa tapet piani oi ini deh wahကျွန်တော်ဒီ comment မှာမဲ့ဒီနောက်တစ်ခါတည်းဘာဂိမ်းလေးဆိုတော့ကျွန်တော်မဆော့ဘူးတဲ့ဂိမ်းတော့ဗရာတောင်းဆော့ခိုင်းတယ်ဆော့ပြရပါမယ်ကျွန်တော်စူးစမ်းပြီးဆော့ပြောတာနဲ့ခရီးတန်းဆိုတော့နိုင်မီโอเคဒီနေ့ပြောလေတော့ဗောညနောက်ပြောနေတယ်ဆိုတော့အားလုံးပဲ bye bye